ကျွန်တော်ကြည့်ယူတော့လွတ်ပါကိုကြီးပါဦးလားတော် တော့အလယ်ငုတ်တွေတို့ဘလို့တွေတို့ဝင်သွား ကိုဒါ Voice of Football yes Voice of Football ရုံးခန်းကိုရောက်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆရာကြီးတွေကျော်ကိုကြီးတွေလောက်တော့ရောလာပြီးလေ့လာတာပါဒါလေးကို vlog လေးကျင်မယ်ပြီးသူတို့ရဲ့ဒီ page တွေဒီ YouTube channel ကိုကျွန်တော်ပြီးတင်ထားပေးမယ်အဲ့မှာသွားပြီးကြည့်ပေးကြပါဦးအားပေးပေးပါဦးချက်စီးရလဲအခြေအနေကောင်းနေတဲ့အသင်းတွေအဖေကလာပွဲစဉ်မှာ QPR ဝင်နိုင်တယ်ပြီးခဲ့တဲ့အပတ်တွေမှာလည်းနှစ်ပွဲဆက်တိုက်လို့တော့တော်တယ် Hotspur နဲ့ Sunderland နဲ့ဝင်နိုင်တယ်တော့သူ့ထက်ပိုတော့ကောင်းနေတဲ့အသင်းတွေပေါ့နော် Spurs ရတာဆက်လာကြည့်PR တွေပြဿနာတွေရှိလာပြီးတိုင်အောင်တော့အခုချိန်ထိအဲ့ဒါကိုလုံးကိုကန်နေမှာကိုဖန်ပြီးနေနောက်ဆုံး10ပွဲမှာဘွဲပဲရှုံးနေ3ပွဲနိုင်တယ်6ပွဲတည်ကြလိုအပ်တရားတော့ဒါဒီရမှာတော့လည်းသူကြီးရတာပါတော့ကပြရတယ်လူတွေပဲပဲတော့ဒီကိုယ်နဲ့ချင်းနဲ့ဒီကောင်ဟောလိုက်ပြီးတော့ဘုံနေချင်းနဲ့လိုက်တာဟိုကွန်မီပို့နေဟိုကိုဘုံဘုံချင်တာလည်းရဒီနေရတော့မပြီးဘူးဒါပြန်ပြီးတော့ channel နဲ့ဒီပါညာကြော်ညာ marketing လေးဆင်းလိုက်ပါ VOF Voice of Football ဒါကျွန်တော်လာလေ့လာတာဘာညာရှိရှော့ okay ကျေးဇူးပါ